လူဆိုတာဘယ်အချိန်မှလက်လွတ်ပေးရမလဲဆိုတာသိရရတယ်လို့ပြောကြတယ်။ဒါဆိုရင်ဘယ်အချိန်တိဆက်ပြီးဆွဲထားခွင့်ရှိတယ်ဆိုတာကိုရောမေးခွင့်ရှိမလား။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Netflix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ animated movie လောကရဲ့လေးနက်တဲ့အိဗယ်နဲ့ရသမျိုးစုံကိုပြေးဆွနိုင်တဲ့ရုပ်ရှင်သားတကားဖြစ်တဲ့2008ခုနှစ်က Wall-E အကြောင်းပြပြပေးသွားချင်ပါတယ်။ဆိုတော့ကျွန်တော်တို့ဆက်လိုက်ကြရပါပျက်စီးတွေကိုစနစ်တကျရှင်းလင်းမှုစူးစမ်းနေတဲ့ဒီအမိုက်သိန်းဆက်ရုပ်လေးပါတဲ့စကားတော့မကြည့်ဘူးရင်တော့မမြင်ဘူးတဲ့သူမရှိသလောက်နည်းပါလိမ့်မယ်။ဇလန်ကတော့နောက်နာဂတ်200ပေါင်းများစွာကြာပြီးရဲ့နောက်မိုးမြောက်တိုက်ကြီးတွေအဖြစ်နဲ့မြို့ကြီးတစ်မြို့အမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့တေချာလေးနီးကပ်ကြည့်လိုက်မယ်ဆိုရင်တော့တိုက်ကြီးတွေမဟုတ်ပဲအမိုက်တွေကိုစတူယန်ပုံစံနေနဲ့တစ်ခုပေါ်တစ်ခုစီတိဆောက်ထားပြီးမိုးထီအောင်ရောက်နေတဲ့အမိုက်ပုံကြီးတွေနဲ့မြို့ပြကြီးတစ်ခုပါပဲ။ဒီမိုက်ပုံတွေကြားထဲမှာလူလာခောက်ပြန်လှုပ်ရှုပ်နေသူတယောက်ကတော့နောက်ဆုံးထိကြန့်ရှိနေပြီးတကူတွေတော့လှုပ်လှုပ်နေတဲ့ဆိုလာနေပညာတော့မိုက်သိန်းဆက်ရုပ်ကလေး Wall-E ပါ။ Wall-E ကိုထိရမရဲဆိုပြီးကျန်တာခွဲခြားထားတာမရှိပါဘူး။ဆိုတော့သူပေါ့နော်။ Wall-E လည်းသူ့လို့ဆရာရှိတဲ့တာဝန်အတိုင်းမိုက်လေးတွေကိုကြုံပြီးတော့သူ့ဘိုက်တဲ့ hydraulic press လေးနဲ့ကုပါတော့ပုံစံအတုံးလေးဖြစ်အောင်လုပ်ပြီးအဲဒီမိုက်တွေကိုစနစ်တကျလိုက်စီနေတာပေါ့။မိုက်ပုံနေကြတဲ့ Wall-E အဖြစ်ကိုကြည့်ရတာအတိကျန်တယ်လို့ပါပဲ။ဒါပေမဲ့အဲ့ဒါ Wall-E တယောက်ရောသိနိုင်ပါမလား။သူတဏီကုံလို့ဆရာရှိတာကြီးလုပ်ပြီးညဘက်ရောက်တော့အိမ်ပြန်လာတယ်။သူ့အိမ်ကပစ္စည်းအများကြီးတူတောင်ထားတဲ့ကုန်းလောင်ရုံနေရာမျိုးပါ။အဲ့နေရာမှာမက်ပုံနေကြတဲ့ရှာတွေ့ထားတဲ့သူသဘောကျတဲ့ကောင်းလို့ရတဲ့ပစ္စည်းလေးသူ့အတွက်အသုံးဝင်မယ်ထင်တဲ့ပစ္စည်းလေးတွေကိုလည်းတင်ထားပါသေးတယ်။အခန်းလေးအောင်တော့ခရစ်စမတ်မီဇိုင်းလေးတွေကိုနေရာနဲ့လိုက်ချိတ်ထားတာပါ။ညဘက်အချိန်တစ်ခုရောက်ရင်သူ့အနားယူနေကြနေရအောင်သွားဘိန်းရတာယာပွင့်လေးတွေကိုချွတ်ပြီး sleep mode နဲ့တညတာကုံဆုံးသွားပါတယ်။မနေ့ပြန်ဆိုတဲ့အရာအလဲသူဖြတ်တန်းလာခဲ့တဲ့တပုံစံနဲ့အလားတူနေရထောင်ပေါင်းများစွာရဲ့တည့်ရပဲပေါ့။လူသားတွေကညဉ့်ညမ်းမှုမျိုးစုံအမိုက်တရိုက်တီနဲ့ရစားလက်စာယိုရင်းပျက်စီးလာတဲ့ကမ္ဘာမြေကြီးအတွက်ပြုပြင်ထင်းထင်းမှုနီလန်းတွေကိုမရွေးချယ်ပဲကမ္ဘာမြေကိုစွန့်ခွာပြီးအာကာသပတ်လမ်းကြောင်းနေတဲ့မှာရေမြန်ကြီးတွေနဲ့သွားပြီးစိန်ခံနေကြပါတယ်။သူတို့တွေကကိုလက်ကလေးလှုပ်ရှားဖို့တော့အင်မတန်ဝင်လေးကြတဲ့အတွက်သူတို့ကို serve လုပ်နေတဲ့ဆက်ရုပ်လေးတွေပေါ်မှာအလုံးစုံမိခိုရင်အကုန်လုံးကတဖြည်းဖြည်းနဲ့အပွားလွန်လာပြီးအမတ်တက်တောင်ကောင်းကောင်းမြင်နိုင်ကြတော့ပါဘူး။ကဲဒါကတော့ဇလန်းကိုမြင်တော့အောင်စကားပလင်ခံလိုက်တာပါ။ Wall-E လည်းသူ့ရဲ့ပုံမှန်တနေ့တာအတိုင်းအမိုက်ရှင်းလင်းရင်းတော့ရင်ထင်မှတ်မထားပဲသူမတွေ့ဘူးမြင်မှုတာတကူအပေါ်လာပါတယ်။ဖနက်ဆုပ်ထဲကအစိမ်းအောင်ပင်မောက်ကလေးပါ။လူဝေကြောင့်ဖြစ်ထားတဲ့အပြိုလဲပျက်စီးတွေကိုအမြင်သားကျနေတဲ့သူမျက်လုံးထဲမှာဒီပင်မောက်ကလေးကစူးစမ်းကျင်စရာသဘောကျစရာအသက်ဆန်းလေးတစ်ခုပေါ့။ဒါနဲ့သူလည်းအပင်လေးကိုတင်ထားလိုက်ပါတယ်။ဒီလိုနဲ့မကြခင်ကဘာပေါ်အာကာတာရဲ့ရေတစင်ရောက်လာပြီးအဲ့ရင်မောကနေ Eve လို့ခေါ်တဲ့ဖြူအောင်ဆက်ရုပ်လေးတစ်ခုဆင်းလာပါတယ်။ဒီဆက်ရုပ်လေးရဲ့တာဝန်ကတော့ကဘာပေါ်မှာနေမြေစူးစမ်းလေ့လာဖို့နဲ့ပင်လိုမျိုးတက်ရှိတစ်ခုခုတွေ့ရဆိုရင်လုံထုံးလုံနီ procedure အရလူသားတွေပြန်လဲခြေချနေထိုင်နိုင်ရေးလမ်းစာကိုမိခင်အာကာသရဲ့စီတင်ချက်လက်ပေးဖို့ပါဆက်စချင်းမှာတော့ Eve တယောက်နေမြေကိုစူးစမ်းလေ့လာရေးလုပ်ရင်သူနာမယောင်လေလုံနေတဲ့ Wall-E ကို threat တစ်ခုလိုတင်မှတ်ပြီးကြစ်ခတ်တုတ်တင်ကန်နီးထိဖြစ်ခဲ့ပါတယ်။နောက်တော့မှသူထင်တယ်လို့မဟုတ်ပဲသူ့လိုတာဝန်တစ်ခုဆောင်ရွက်နေရတဲ့ဆေးရုပ်တရုပ်မှသိလိုက်ရတာပါ။ Eve ရောက်လာပြီးနောက်ပိုင်းမှာ Wall-E ရဲ့ဘဝအပြောင်းလဲသွားခဲ့ပါတယ်။သူ့ရဲ့တနေ့တာဘဝအကြောင်းသူ့တက်တန်တခြားတွေ့ကြုံလာရတဲ့အရာတွေအကြောင်းပြောပြပြီးလူများခံစားပေးမဲ့ Eve ရှိနေတာကြောင့် Wall-E တယောက်တက်ကြွလုပ်နေပါတယ်။အကြလာတော့တယောက်ပေါ်တယောက်တန်ရုံးစင်ရှိလာကြပြီးခင်တွဲစီရရဲ့လို့ဖြစ်လာတာပေါ့။ဒီလိုနဲ့တနေ့မှာတော့ Wall-E ကသူရှာဖွေသိမ်းဆည်းထားတဲ့ပစ္စည်းတွေကိုလိုက်ပြရင်မြေကြီးတွေအပြည့်နဲ့ဖက်နှက်တစ်ဖက်ထဲမှာပေါက်နေတဲ့စိမ်းအောင်ပင်လေးစီရောက်သွားပါတယ်။အဲ့လိုပြရတဲ့အချိန်မှာ Eve ရဲ့စနစ်က Wall-E ရဲ့ပင်လေးကို detect လုပ်မိသွားပြီးအပင်လေးကိုသူ့ကိုယ်ရဲ့အတွင်းပိုင်းမှာသိမ်းဆည်းလိုက်ပါတယ်။နောက် auto return mode ပွင့်လာပြီးမိခင်အာကာသယဉ်စီ mission ပြီးမြောက်ကြောင်း information signal ပို့လိုက်ပြီးတော့ Eve လည်း shutdown ချဆက်ပိတ်သွားပါတယ်။ဒါတွေအားလုံးက Eve ကိုစတင်တိစောက်ကြတဲ့စနစ်တကျထည့်သွင်းထားတာတွေပါ။ပြောရရင်လိုလျောက်တုတ်ပြန်ရေးစနစ်ပေါ့ဗျာ။မိခင်အာကာသရှင်ကပြန်လာခေါ်တော့ Eve ပေါ်တန်ရုံးစင်ဖြစ်ပြီးဗေတာနေမိရဲ့ Wall-E တယောက်သူဘာဖြစ်သွားနိုင်မှမသိရတဲ့အခြေအနေတစ်ခုမှာ Eve နောက်ကိုအဆုံးထိလိုက်ပါသွားရင် Eve နားမှာရှိနိုင်ဖို့ကာကွယ်ပေးနိုင်ဖို့ကြိုးစားပါတော့တယ်။ခက်ခဲအများကြီးကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ကြရင်အဆုံးသတ်မှာသူတို့နှစ်ယောက်တူရှိသွားနိုင်ခဲ့ပြီး Wall-E နဲ့ Eve တို့ရဲ့ကြိုးစားအထောက်မှုနဲ့အတူအပင်လေးကျေးဇူးကြောင့်နဲ့လူသားတွေလည်းကမ္ဘာပေါ်မှာပြန်ပြီးရှင်သန်ချေချဖို့လမ်းစာချတွေ့သွားခဲ့ပါတယ်။ဇလန်ကြီးချုပ်ကတော့ဒီလောက်ပါပဲ။ဒီစကားရဲ့ထူးခြားချက်တစ်ခုကတော့သူတို့မှာအကန့်အသတ်နဲ့စကားပြောနိုင်တဲ့စွမ်းရည်ရှိပေမဲ့အသုံးပြုသွားတဲ့စကားလုံးကြီးတော့ကတော့တိတ်ကိုနေပါတယ်။ Wall-E, Eve, directive, plan အစရှိအနေငယ်လောက်ပါပဲ။သူတို့နှစ်ယောက်ကြားမှာ dialogue မရှိသလောက်နေပေမဲ့နားလည်မှုခံစားချက်
ချစ်ချင်းမြတ်တာစသဖြင့်ဒီလိုအရာတွေကိုကိုလဲလှုပ်ရှားမှုဟန်ပန်မှုရာတွေနဲ့ပဲဆက်သွယ်ပြသထားပါတယ်ပြောရရင်စကလုံးတွေထဲအပြန်အလှန်နားလည်မှုအဓိကကြရဲပေါ့ဝေါ်လေးကစကလုံးတွေကိုအဓိကမသုံးပဲနားလည်မှုဆိုတဲ့အရာကိုသာအခြေခံပြီးရိုက်ကူးခဲ့ iconic ဖြစ်တဲ့ animated movie တစ်ခါဖြစ်ပါတယ်ပြီးတော့ချစ်ချင်းမြတ်တာတန်ရောင်းစင်ဆိုတဲ့အရာတွေရင်ကပဲစူးစမ်းအထောက်မှုနားလည်မှုလက်မလျှော့အရှုံးမပေးခြင်းမျှော်လင့်ချက်ယုံကြည်မှုအစရှိတဲ့အရာတွေကိုပါခန်းစားသိမြင်သွားအောင်ချပြပေးနိုင်ခဲ့ပါတယ်နောက်ထပ်ရှူတောင်းတစ်ခုကနေတင်ပြရမယ်ဆိုရင်အကယ်၍ပေါ့နော်တတ်မှတ်ထားပြီးသားတာဝန်ကိစ္စရပ်တွေအတွက်ရည်ရွယ်ပြီးဖန်တီးထုတ်လုပ်ထားတဲ့စက်ရုပ်တွေတောင်မှမြစ်တာတရားတန်ရုံးစင်ဆိုတဲ့အရာတွေကိုနားလည်နိုင်ခဲ့မယ်ဆိုရင်အသေးစိတ်ကိုဖန်တီးပေးနိုင်တဲ့ကျွန်တော်တို့လူသားတွေအနေနဲ့တာဝန်မဟုတ်တဲ့ဝတ္တရားလောက်ကိုတောင်မှရှင်းဆိုင်ဖြည့်ရှင်းဖို့မရှောင်လွှဲတင်မှုဆိုတဲ့အချက်ကိုလည်းဒီစကားလေးကသင်ခန်းစာပေးသွားခဲ့ပါတယ်နောက်တစ်ချက်ဖြစ်တဲ့ Wall-E တယောက်လိုခက်ခဲတွေပဲရှိ Eve ရှိရဲ့နေရာတိုင်းကိုသာမျက်နှာမူခဲ့ပြီးအဆုံးထိဆွဲမလျှော့အရှုံးမပေးပဲအခက်ခဲတွေကိုရေးဆိုင်ကြော်ဖြတ်ခဲ့တာကလည်းတကယ်ကိုကြီးနုံးနဲ့တိမ်စရာကောင်းလို့ပါတယ်တကယ်သာဆုံးရှုံးခံနိုင်အောင်ချစ်တယ်ဆိုရင်ဆရာတိုးဆောင်ရဲ့စာအုပ်ထဲရလို့ချစ်ရသူလက်ညှိုးညွှန်ရရက်ပန်းနေဝေးနိုင်အောင်ဘောလေးလိုမျိုးအနည်းဆုံးတစ်ခါတော့ကြိုးစားကြည့်တင်ပါတယ်လက်လွတ်ပြရမယ့်အချိန်ကိုတည်ထားတင်ပြီးဆုံးရှုံးခံလို့မရတဲ့အချိန်ကိုလည်းတခြားနားလည်တင်ပါတယ်လောကမှာဘယ်ရာကမှတည်ကြဖို့ဖြစ်လာမယ်ဆိုတဲ့အာမခံချက်မျိုးတော့မရှိပါဘူးအာမခံချက်ဆိုတော့မျိုးကမြင်လေစားထားတဲ့ယုံကြည်ချက်တစ်ခုတက်ပါပဲကျွန်တော်တို့ဒါနဲ့လုံလောက်နေပြီလို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူသားတွေဆိုတာယုံကြည်ရတစ်ခုအတွက်တက်ဖို့တောင်စရိရကြလို့ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်တော့ပေးကြဖို့တောင်းဆိုလိုက်ရင်းနဲ့ပဲကျွန်တော်တို့နောက်ဘက်ဒီမှာအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်